အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကွန်ဒိုဆိုပေမဲ့လုံချင်းအိမ်လို့ကြဲကြဲဝန်းလေးနဲ့နေနိုင်ပြီးတော့စိတ်ကြိုက်ဖန်နီချာတွေပါထားလို့ရမယ်အယောင်ခန့်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်မြို့နယ်အနေနဲ့လိုင်မြို့နယ်မဟာဆွေလမ်းမှာရှိတဲ့ပြည်စုံချမ်းသာကွန်ဒို2က4 bedroom အခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးရဲ့အကျယ်ဝန်းက3200 square feet အကျယ်ရှိပါတယ်ပထမဆုံးမြင်တွေ့ရတာက single bedroom အခန်းလေးပဲဖြစ်ပါတယ်အခုပြပေးမယ့်အခန်းအကုန်လုံးကအလင်းရောင်နဲ့လေဝင်လေထွက်မှာအရန်အားတာတဲ့အခန်းတွေပဲဖြစ်ပါတယ်ကစ်ချင်မှာဆိုရင်လည်းကြွေပြအပြည့်ကတ်ထားပြီးတော့ကြဲကြဲဝန်းထားပြီးထားတာကြောင့်အချက်ပြဝါသနာပါတဲ့အင်ရှင်မတွေအတွက်အရန်အဆင်ပြေပါတယ်ဒီခန်းလေးကတော့ common toilet အခန်းလေးပေါ့နော်ဒါကတော့ master bedroom အခန်းလေးပဲဖြစ်ပါတယ်ဒီကွန်ဒိုမှာရှိတဲ့အခန်းအလုံးကပုံမှန်ကွန်ဒိုတွေမှာဖွဲ့ထားပြီးတဲ့အခန်းတွေထက်အကျယ်ဝန်းပူကျယ်တာကိုလည်းတွေ့ရပါတယ်ဒီခန်းရဲ့မျက်နှာချင်းဆိုင်မှာဆိုရင် double bedroom အခန်းလေးကိုတွေ့ရမှာပါဒီကွန်ဒိုရဲ့အကျယ်ကမိသားစုဝင်များတဲ့လူကြီးမင်းတို့အတွက်ကတော့ရွေးချယ်ဖို့အသင့်တော်ဆုံးကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်ရှင်။ဒါကတော့အိတ်ခန်းလေးခန်းမြောက်က master bedroom အခန်းပဲဖြစ်ပါတယ်။ဒီကွန်ဒိုရဲ့ facility အနေနဲ့24နာရီမီးရတဲ့ကွန်ဒိုလေးလည်းဖြစ်တယ်။ maintenance fees ကလည်းတင့်တော်တဲ့ဈေးဝန်းကျင်သာကျတဲ့မှာပဲဖြစ်ပါတယ်။ရောင်းစည်းကိုတော့12500ခေါ်ထားပြီးတော့ကျမတို့စိုးစံလင်းအင်ချန်မြေမှာတာဝန်ယူရောင်းချပေးမှာဖြစ်ပါတယ်။ဒီခန်းလေးကပတ်ဟောက်အခန်းလေးဖြစ်လို့အပြင် outdoor area မှာဆိုရင်360 degree လှပတဲ့ city view ကိုမြင်နိုင်တာပဲဖြစ်ပါတယ်။ဒါရင်မကသေးပဲဒီ area မှာပန်းပင်ဆိုင်ရတာဝါသနာပါတဲ့မိတ်ဆွေများအတွက်လည်းအလှပန်းအိုးတွေလည်းထားလို့ရတယ်။မိသားစုနဲ့ပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းများနဲ့ပဲဖြစ်ဖြစ် family dinner တွေပါပြုလုပ်ရမယ့် area လေးလည်းဖြစ်ပါတယ်။ဒီခန်းလေးကိုစိတ်ဝင်စားလို့ကြည့်ကျင်နေဆိုရင်ဖော်ပြထားတဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့3995185539 39501295ကိုဆက်သွယ်နိုင်တယ်လို့ message box ကနေလည်းအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။